ကဲဒီနေ့လည်းပဲကျွန်တော်တို့ English speaking တွေအသုံးဝင်တဲ့စကားစုတွေအတူလေ့လာမယ်နော်ကျွန်တော်လည်းခုမှစာပြီးလေ့လာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူလိုက်ပြီးတော့လေ့လာလို့ရတယ်ကျွန်တော်နဲ့အတူနေ့ရက်စာလာလုပ်လို့ရတယ်နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့စလိုက်ရအောင်အဲ့ဒါကိုစပွဲပေါ်တင်ထား put it on the table ကျောင်းတော့မကြစင်နဲ့ don't be late for school အပင်ကိုရေလောင်းပါ water the plant အင်တာနက်သုံးတာကိုကြတော့ surf the net အခွေးကိုအစာကျွေးရကြတော့ feed the dog feed the dog feed the dog တက်စီငားတာကိုကြတော့ take a taxi bus ကားဆောင်တာကိုကြတော့ wait for the bus ပကြီးဆွဲတာကိုကြတော့ paint the picture လူတွေဖုန်းခေါ်တာကိုကြတော့ phone people ခဏနားတာကိုကြတော့ have a break အဲ့ဒါကိုစပွဲပေါ်တင်ထား put it on the table ကျောင်းတော့မကြစင်နဲ့ don't be late for school အပင်ကိုရေလောင်းပါ water the plant အင်တာနက်သုံးတာကိုကြတော့ surf the net ခွေးကိုစာကျွေးတာကြတော့ feed the dog တက်စီငားတာကိုကြတော့ take a taxi bus ကားဆောင်တာကိုကြတော့ wait for the bus ပကြီးဆွဲတာကိုကြတော့ paint the picture လူတွေဖုန်းခေါ်တာကြတော့ phone people ခဏနားတာကိုကြတော့ have a break ကျွန်တော်တို့အင်္ဂလိပ်လိုရေးပြောကြည့်အောင်put it on the table don't be late for school don't be late for school water the plant surf the net feed the dog take a taxi wait for the bus paint the picture phone people have a break put it on the table don't be late for school water the plant surf the net feed the dog take a taxi wait for the bus paint the picture phone people have a break put it on the table don't be late for school water the plant surf the net feed the dog take a taxi wait for the bus paint the picture phone people have a break ကျွန်တော်အင်္ဂလိပ်စာကိုခုမှစာပြီးလေ့လာပါနော်ဒါကြောင့်မလို့ကျွန်တော်ပြောသွားတဲ့အထက်မှာအမားတွေပါသွားခဲ့မယ်ဆိုလို့ရှိရင်တော့တီးတဲ့တက်တဲ့အတူတွေအနေနဲ့မြင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုပြေးပေးကြပါမှားကြပေးကြပါလို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်နော်